အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရသစုံလင်းညီမ online စာပေဥယျာဉ်မှာအကြိုက်ဆုံးကြပြစုရခဲ့တဲ့မျော်လင့်ကင်းကွာဆိုတဲ့ကြပြကလေးကိုဖတ်ပြပေးခြင်းပါတယ်မျော်လင့်ကင်းကွာကဘာဟာသူ့အတိုင်းတာနဲ့သူရေချင်းကြိုက်ပြီးသားပဲစောင်းထွက်လာတဲ့ဝင်ရိုးစုံပေါ်ကမျက်နှာချက်တွေကိုခွာချပြီးအစားထိုးခံလိုက်ရတဲ့ခေါင်မိုးတွေကခဲကောက်နဘေးမှာမိုးအဖြစ်နဲ့ရွာကျခဲ့တယ်ဖြစ်တည်မှုတွေကိုကြိုးတုပ်ထားတဲ့ကဘာမှာပြန်တန်းနေကြတဲ့အုံနောက်အပိုင်းစတွေကခြေချင်းခတ်ခံထားရတယ်မင်ဒဲလာကိုအားကြတယ်လင်ကွန်းကိုအားကြတယ်မာတင်လူသာကင်းလိုဖြစ်ချင်တယ်အစိတ်ကိုအချိုရည်အဖြစ်ဖြော်တောက်မိတဲ့ကဘာမှာပွဲသေးတန်းကဘလူးကောင်းကိုအားကြရင်ကဘာလူသားချင်းစာနာမှုကြားမှာပတိလိတ်အထက်ထက်နဲ့ကောင်းပေါင်းနေခဲ့ရတယ်သူတို့ကကဘာကြီးကိုဇောက်ထိုးချတယ်လက်ကင်တုပ်တွေတန်းစီထိုးထားတဲ့စစ်တလင်းမှာရေနံငတ်နေတဲ့စက်ယုံတွေရဲ့စာလောင်မှုအတန်တွေကစူညံလာခဲ့တယ်ဒါမှန်တရားရဲ့ပြစ်မှတ်ဆိုရင်အဲ့ဒီပြစ်မှတ်ရဲ့ထိချက်တွေကဈေးကြီးလာခဲ့တယ်ခမားတို့နေတဲ့ကဘာကိုခမားတို့စုံမပေးပါခမားတို့နေတဲ့ကဘာကိုခမားတို့တွန်တင်ပေးပါကဘာပေါ်ကအမှန်တရားတွေနေလွဲညစာမစားတဲ့နေ့မှာကဘာသူကဘာသားတွေဝတ်ကျင်းတွေကလက်သီးစုပ်မဲ့နေ့မှာငါတို့အတူတူအိမ်မက်မက်ခဲ့ရတယ်ငါတို့အတူတူမျော်လင့်ကြရမယ်မောင်သိန်းနိုင်လက်ဖက်ရည်